မင်္ဂလာပါဒီနေ့မက်စာကဈေးရောင်းချက်ချင်းကောင်းစီတဲ့နီလေးအကြောင်းကိုပြောပြမယ်နော်ညတော့အဖြစ်မက်စာကိုလလာမေးကြတဲ့အမကြီးအယောင်းဝယ်တွေထိုင်းနေဈေးဥမပေါက်ဘူးအယောင်းဝယ်အရန်ကိုခက်ခဲနေတယ်ဆိုတဲ့ဒါမျိုးလေးတွေအတွက်ကိုအခုနီလေးကိုသုံးပြလို့ရတယ်နော်ကုံစုံဆိုင်ထိုင်ရောင်းနေတဲ့လူတွေဆိုင်ခန်းမရှိလဲကားတွေလှဲတွေဒါတွေနဲ့လဲ့ရောင်းချနေတဲ့လူတွေ online shopping သမားတွေ live shopping တွေဒီရရာနည်းလေးကိုပြုလုပ်လို့ရတယ်เนาะဒီဟာလေးကိုကိုယ့်ရဲ့ယုံကြည်ချက်ပေါ့เนาะယုံကြည်ချက်ရှိနဲ့ပြုလုပ်တယ်ဆိုရင်ချက်ချင်းလက်ငင်းရောင်းဝယ်ကောင်းလာတွေကိုလည်းတွေ့မြင်ရလိမ့်မယ်เนาะဒါကဘာနေသားသမီးနဲ့မဆိုင်ဘူးဒီနေ့ဘာနေဆိုရင်ဘာလေးပြုလုပ်သိမယ်ဆိုတဲ့ဟာနီလန်မျိုးပေါ့နော်တနင်္ဂနွေနေ့ဆိုရင်ငပြောသီးတစ်လုံးကိုတကြားဖြူပြီးတော့စားပြီးတော့မှအယောင်းဝယ်ကိစ္စတွေကိုပြုလုပ်ပါအဆင်ပြေလိမ့်မယ်နော်တနင်္လာနေ့မှာဆိုရင်စီးသီးစီးထုတ်မိမိအဆင်ပြေရာတစ်ခုကိုစားသုံးပြီးမှဈေးရောင်းဝယ်ပြုလုပ်ပါအင်္ဂါနေ့မှာဆိုရင်တော့ရှောက်ရိုးရွှေနေဒါမှမဟုတ်အဆင်ပြေတာတစ်ခုခုကိုစားသုံးပါဗုဒ္ဓဦးနေ့ဆိုရင်မြေပဲကြောဘဲဥပေါင်မုတ်ဒါမျိုးလေးပေါ့နော်အဆင်ပြေတာကိုစားသုံးပြီးတော့အယောင်းဝယ်ပြုလုပ်ကြည့်ပါကြာတာပရိနေ့ဆိုရင်တော့တာကူတကြားသွေးစေးတစ်ခုခုကိုစားသုံးပြီးတော့မှအစေးရောင်းဝယ်ပြုလုပ်ကြည့်နော်တောက်ကြနေ့ဆိုရင်တော့ထညက်နွားနို့နှုတ်မလိုင်းမိမိအဆင်ပြေတာတစ်ခုကိုစားသုံးပြီးမှအယောင်းဝယ်ပြုလုပ်ကြည့်နော်စနေနေ့မှာဆိုရင်တော့အုံသီးပေါင်မုတ်အုံသီးနဲ့လှုပ်ထားတဲ့မုတ်ဒါမှမဟုတ်ရင်အာလူကြော်တစ်ခုခုကိုစားပြီးတော့မှအယောင်းဝယ်ပြုလုပ်ကြည့်နော်နောက်တစ်မျိုးကကြတော့မိမိကအခုပြပြမယ့်ခါတာလေးကိုတက်နိုင်တဲ့ငွေစက်ကူစာရွက်ပေါ်မှာချရေးနော်ရေးတဲ့အခါကျတော့မိမိအဆင်ပြေတာနဲ့ရေးလို့ရတယ်နော်ရေးရမှာကနမောတတရတော်မဟိဟိမတော်ယတတမောနနော်ဒါကိုငွေစက်ကူမှာရေးပြီးွားရင်အလှမင်္ဂလာရက်တောင်ဒါမှမဟုတ်ရက်တောင်တစ်တစ်ခုမှာကတ်လိုက်နော်ရက်တောင်သုံးတဲ့နေရာမှာလဲနာရေးရက်တောင်ကိုအသုံးပြုလို့မရဘူးနော်ဒါလေးကိုကတ်ပြီးွားတဲ့အခါအဲ့ငွေကတ်ထားတဲ့ရက်တောင်လေးနဲ့မိမိရောင်းချမဲ့ကုန်ပစ္စည်းတွေကို24ချက်ခတ်ပြီးမြန်မြန်ရောင်းထွက်ပါစေမြန်မြန်ရန်ကောင်းပါစေလို့ပြုလုပ်ကြည့်ရင်လေအယောင်းဝယ်တွေကောင်းလာလိမ့်မယ်နော်ကဲဒီနည်းလေးတွေအသုံးပြုခြင်းအပြင်အယောင်းဝယ်တွေအဆင်ပြေကြပါစေလို့မဆာကဆန္ဒပြုလိုက်ပါတယ်နော်